ကဲတန်းပြီးစားလိုက်ကြရအောင်ဒီကနေ့အစီအစဉ်လေးမှာတော့ကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးလိုက်ဖြစ်တဲ့ကလေးပုံပြင်လေးတစ်ပုတ်ကနေတဆင့်ကျေးဇူးတင်တဲ့ချင်းရဲ့အလုတ်လုတ်ပုံရန်တရားနဲ့ပတ်သက်ပြီးဘလောက်တောင်နည်းနည်းတဲ့အမှန်တရားတွေကိုဖော်ထုတ်ပြသပေးနေလဲဆိုတာကိုလေ့လာကြည့်သွားကြမှာပါဒီပုံပြင်လေးဟာတစ်ကိုရိုးရှင်းပြီးမြင်လက်တွေ့ပေါ်ဝအတွက်အလုံးအသုံးဝင်တဲ့အတွေ့အခေါ်တွေကိုစနစ်တကျပြသထားတာပါလူတွေမကြာခဏကြောက်ကွင်းမိတတ်တဲ့အရာတစ်ခုရှိတယ်ဆိုတာသတိထားမိကြလားအဲ့ဒါကတော့ကိုယ့်စီမှာလက်ရှိနေတဲ့အရာတွေကိုမြင်အောင်မကြည့်ဘဲနဲ့လိုအပ်နေတဲ့ပျောက်ဆုံးနေတဲ့ຢာတွေကိုပဲအများအားလိုက်ပြီးအာယုံဆိုင်နေမိတာမျိုးပေါ့ဒါအင်မတန်ကိုလွယ်လွယ်ကူကူနဲ့ကြားရောက်သွားနိုင်တဲ့စိတ်နေသဘောထားတစ်ခုဖြစ်ပြီးကိုဘွားရဲ့လိုအပ်ချက်တွေကိုပဲအမြဲမြောင်နေမိစေပါတယ်ဒါကိုပထမဆုံးအနေနဲ့ညီညူချင်းထောင်ချောက်ဆိုတဲ့အပိုင်းကနေစပြီးကြည့်လိုက်ကြရအောင်ပါတရားနဲ့တိုဖူးတို့ရဲ့ဇလန်လေးကိုကြည့်လိုက်ရင်ကျွန်တော်တို့နေ့စဉ်ညီညွတ်နေမိတဲ့အရာတွေနဲ့တကယ်လက်တွေ့ဘဝကအခက်အခဲတွေရဲ့ကြားကကြီးမားတဲ့ကွာဟချက်ကိုတွေ့ရမှာပါစဉ်းစားကြည့်ပါညစာအတွက်ဟင်းသင်းရဲ့ကြော်စားရလို့ဒါမှမဟုတ်ကစားစရာကားလေးအယောင်လန့်တွားလို့ဆိုပြီးစိတ်ညစ်နေတဲ့တိုဖူးလိုမျိုးကျွန်တော်တို့လည်းတစ်ခါလေအသေးမွားလေးတွေကိုညှဉ်းညူတက်ကြတယ်မဟုတ်လားဒါပေမဲ့တရားကတော့တကယ်အမှန်တရားကိုထောက်ပြထားပါတယ်တကယ်တမ်းမှာအစားအစာနေထိုင်စရာအိမ်ဝတ်စရာအဝတ်စားတောင်လုံလုံလောက်လောက်မရှိတဲ့သူတွေအများကြီးရှိနေတယ်ဆိုတာတွေးကြည့်လိုက်ရင်ကိုယ့်ရဲ့တင်းငယ်တဲ့ညှဉ်းညူမှုတွေကနေယုံထွက်ဖို့အကောင်းဆုံးတတိပေးချက်တစ်ခုဖြစ်လာပါတယ်ဒီထက်ပိုဆိုးတဲ့အချိန်တို့ဖို့ကိုဒုတိယပိုင်းဖြစ်တဲ့မပျော်ရွှင်တဲ့အဖိုးအိုဇက်ကောင်ကနေတဆင့်ဆက်ကြည့်ကြရအောင်ဒီစကားလေးကိုနားထောင်ကြည့်ပါဦးဒီကနေ့ဘာလို့ဒီလောက်တောင်နေဘူးနေရတာလဲတဲ့တကယ်တော့မိုးတွေအဆက်မပြတ်ရွာနေဟဲရကနေအခုလိုတာယာတဲ့နေရောင်ခြေလေးထွက်လာတာပါအဲ့ဒါကိုတော့အပစ်စာပြီးညီးတွားနေတာဆိုတော့တကယ်ကိုအံ့အားစရာကောင်းလာပါတယ်အစိုးမြင်စိတ်ကဘလောက်တောင်လွှမ်းမိုးထားလဲဆိုတာထင်ရှားနေတာပေါ့ဒီအဖိုးအိုရဲ့နှိမ့်စင်ညှဉ်းညူမှုတွေကိုကြည့်လိုက်ရင်တော်တော်လေးကိုအန်ထိုးစရာကောင်းပါပဲတာယာတဲ့ယာဒီဥတုကိုလည်းအပစ်တင်နေကိုယ့်ရဲ့ပိန်လီနဲ့အလမောင်းတွေကိုကြည့်ပြီးလဲအရင်လိုမတန်ဆွမ်းတော့ဘူးဆိုပြီးညည်းတယ်ပိုဆိုးတာကသူ့ကိုအကြံဉာဏ်ကောင်းပေးချင်တဲ့ပတ်ဝန်းကျင်တဲ့လူတွေကိုပါမောင်းထုတ်ပေးတာပါပဲကျေးဇူးတန်တဲ့စိတ်ကလေးတစ်ခုပျောက်ဆုံးသွားတာနဲ့တင်ဘဝတစ်ခုလုံးကိုဘယ်လိုမျိုးအမောင်ဖုံးသွားစေနိုင်လဲဆိုတာဒါကအကောင်းဆုံးသက်သေပါပဲနောက်ဆုံးတော့သူဟာစစ်ပိုင်းဆိုင်ရာအောက်ခြေဆုံးကိုယော့သွားပါပြီပြောစရာဆိုလို့ဘာတစ်ခုမှမရှိဘူးအရာအလုံးကဆိုးရွားနေတာပဲဆွေးစကားကသူ့ရဲ့လုံးဝမျိုးလင်းချက်မဲ့နေတဲ့အနေအထားကိုပြနေတာပါလန်သွားလန်းလာတွေကကူညီဖို့ကြိုးစားပေးမဲ့လဲလုံးဝကိုလက်မခံပဲပက်ချလိုက်တာကသူ့ရဲ့အစုံမြင့်ဝါဒကိုပိုပြီးခိုင်မာသွားစေပါတယ်ဒါဆိုရင်ဒီလိုအခြေအနေမျိုးကနေဘယ်လိုရုံးထွက်ကြမလဲတတိယပိုင်းခေတ်တဲ့ကျေးဇူးတင်ခြင်းသင်ခန်းစာကိုဆက်သွားလိုက်ရအောင်ဒီအချိန်မှာပဲဉာဏ်ပညာရှိတဲ့ကလေးငယ်လေးတယောက်ရောက်လာပြီးဖြည့်ရှင်းနည်းလေးတစ်ခုကိုသင်ပေးခဲ့ပါတယ်အရန်ကိုရိုးရှင်းပေမဲ့တကယ်ကိုထိရောက်တဲ့နီလန်းလေးပါပထမဆုံးမက်ဆီကိုမေ့ထားမယ်ပြီးရင်အသက်ကိုပြင်းပြင်းရှူသွင်းမယ်အဲ့ဒီနောက်မှာတော့ကိုဘွားပါကျေးဇူးတင်စရာကောင်းတဲ့အရာတွေကိုတွေးကြည့်မယ်ပန်းချန်တရားခုံတန်းလေးတစ်ခုပေါ်မှာလုတ်ခဲ့တဲ့ဒီအဆင့်၃ဆင့်ကဘဒူးမဆိုနေ့စဉ်ဘဝမှာအလွယ်တကူလက်တွေအသုံးချနိုင်တဲ့အကောင်းဆုံးစစ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုဖြစ်လာပါတယ်ဒီလေ့ကျင့်ခန်းလေးလုပ်ပြီးတဲ့နောက်မှာတော့အမခန့်အမြဲပြောင်းလဲပြီးဖြစ်လာပါတော့တယ်အပိုင်းလေးကိုဆက်ကြည့်အောင်ချက်ချင်းဆိုသလိုပါပဲအဖိုးအိုဟာသူ့မှာရှိနေပြီးသားချက်ကျဲဒါပေမဲ့မေးလျော့နေခဲ့တဲ့ကောင်းကြီးတွေကိုရုတ်တရက်အတိဝင်လာပါတယ်သူ့ရဲ့မိသားစုနှွေးထွေးတဲ့အိမ်လေးချစ်ချင်ရတဲ့သူငယ်ချင်းလေးရှိနေသေးတယ်ဆိုတာရဲ့စားပွဲပေါ်ကအစားအစာနဲ့သူဝစင်ထားတဲ့အဝတ်အစားရဲ့နောက်ပြီးနေအောင်ကြီးခြေလီးတွေနဲ့တဘောဝတရားရဲ့အလားပြတဲ့ကိုပါမြင်တွေ့လာရပါပဲစောစောကနေထွက်တာကိုတောင်အဖြစ်ကြီးညှဉ်းညူနေတဲ့အခြေအနေနဲ့ဆိုရင်လုံးဝကိုဆန့်ကျင်ဘက်အပြောင်းလဲကြီးပါပဲသူ့ရဲ့နှုတ်ထွက်စကားလေးကဒီအောင်မြင်မှုကိုတက်တည်ပြနေပါလေဒီလောက်ကောင်းမှုနဲ့ခံစားချက်မျိုးမရခဲ့လားအတော်ကြပြီတဲ့တွေ့လားကိုယ့်စီမှာရှိနေပြီးသားအရာလေးတွေကိုတန်ဖိုးထားတိမိလိုက်ယုံနဲ့တင်ရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာရလက်ကအမခံပါပဲဒီလိုအမြင်တစ်ချက်လေးပြောင်းလဲသွားတာကနေသူ့ရဲ့အပြုတ်မှုပိုင်းဆရာတွေပါရေရှည်ပြောင်းလဲသွားခဲ့ပါတယ်အဖိုးဟာအငင်ကထက်ပိုပြီးပြုံးရွှင်လာတယ်တင်းငယ်တဲ့ရာလေးတွေကိုစပြီးတံဖိုးထားရလာတယ်ပြီးတော့ညင်းညူတာတွေကိုလည်းလုံးဝရက်တန့်လိုက်ပါတယ်အဆုံးမှာတော့သူဟာကလေးငယ်ကချစ်စရာကောင်းတဲ့အဘိုးကြောက်ဖြစ်လာပြီးအမြဲတမ်းပျော်ရွှင်ကျဉ်းနေတဲ့သူတယောက်ဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်တကယ်ကိုကြည်နူးစရာကောင်းတဲ့အဆုံးသတ်လေးပါပဲကဲဒီဇလန်လေးကနေကျွန်တော်တို့ဘာဒီသင်ယူနိုင်မလဲနောက်ဆုံးအပိုင်းဖြစ်တဲ့တန်ဖိုးထားမှုရဲ့စွမ်းအားဆိုတာကိုအချင်းချုပ်ကြည့်လိုက်ရအောင်ပါမူလစကောင်ဖြစ်တဲ့တိုဖူစီပြန်သွားကြည့်မယ်ဆိုရင်သူဟာအရန်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုနားလည်သွားခဲ့ပါတယ်အဲ့ဒါတော့ပျော်ရွှင်မှုဆိုလားအမျက်ပေါ်မှာပဲမူတည်ပါတယ်ဆိုလားပါပဲတကယ်ကိုမှန်ကန်လာတဲ့စကားပါပဲဒါဟာဒီကနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတစ်ခုလုံးရဲ့အထူးအပတ်သွေးကြောလို့တောင်ပြောလို့ရပါတယ်ဒါကြောင့်လက်တွေ့ဘဝတဲ့အဓိကမှတ်သားထားရမယ့်အချက်တွေကိုပြန်ချုပ်ကြည့်ရရင်ကိုယ့်စီမှာမရှိတာပျောက်ဆုံးနေတာတွေကိုလိုက်ကြည့်မယ်အစား
လက်ရှိရှိနေတာတွေကိုပဲအာယုံစိုက်ဖို့ဘဝမှာကြုံတွေ့ရတဲ့တင်းငယ်တဲ့အရာလေးတွေကအစတံပိုးထားတဲ့ဖို့နဲ့ကိုချစ်ခင်တဲ့သူတွေကိုချစ်ရတဲ့သူတွေရှိနေတဲ့အတော့ကျေးဇူးတင်တတ်ဖို့ဒါပဲဖြစ်ပါရဲ့ဒီအချက်တွေကကျေးဇူးတင်တတ်တဲ့စိတ်ကိုလက်တွေ့မွေးမြူနိုင်မယ့်အကောင်းဆုံးအခြေခံမူတွေပါပဲ ဒီအစီအစဉ်လေးကိုအဆုံးမထက်ခင်မှာစဉ်းစားစရာမိခွဲလေးတစ်ခုလောက်ချန်ထားခဲ့ပါစေကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းရှိနေလို့အလွယ်တကူတတိမထားမိပဲကြော်လွန်သွားလိရှိတဲ့အဖို့တန်အရာတွေတကယ်အံ့ပရာတွေကဘာတွေများထင်နေမလဲဒီမိခွဲလေးနဲ့တစင်ကိုဘဝမှာရှိနေတဲ့ကောင်းချီးတွေကိုပြန်လည်ဆန်းစစ်ကြည့်နိုင်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ဝဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပေါင်းဆက်နိုင်ကြပါစေ